ပြေးနဲ့ပြောင်းလဲလာခဲ့ပြီးငါတို့စိတ်တွေရင်ခုန်ခြင်းများဟာလဲရင်လိုလက်ဆန်နိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကသက်ကတော့စီစဉ်းစားပြီးတွေ့တော့မှကြော်လွန်သွားပြီးချိန်ကာလတော့ဒီချိန်ဒီနေရာမှာငါတို့ဘဝတွေကိုစဖို့တင်ကြခဲ့ငါတို့ပေါ်လုံကောင်းတဲ့ငါတို့ဆရာများကောဆရာတို့ရဲ့တပည့်ကျွန်တော်တတိယပါနဲ့နေတိုင်းတော့ပညာတွေရှာကြတော့ချို့တွေရထားရဖို့တကယ်ဆိုရင်ဒါကတော့ပြောစရာကောင်းတဲ့ချိန်ကာလတော့စိတ်ကူးရဲ့ခါစားပဲရင်ခုန်ချင်တာကသဘာဝပေါ်ပြောင်းနဲ့ကြောက်ချစ်ကြိုက်မိတာဒါကတက္ကသိုလ်ထားရတော့စိတ်ကောင်းလိုက်ပြန်ချစ်လိုက်တဲ့ဘော်ဒါတွေနဲ့ပြောစရာကောင်းတယ်အဲ့ဒီတုန်းနဲ့ခုနဲ့ကမတူညီတာပေါ်ရန်တွေနဲ့မပေါင်းပဲသူစင်တဲ့စိတ်ထားနဲ့ကြိုးစားစွာငါတို့ကောင်းနေပေါင်းတယ်ခုတက်တိမင်းတို့ကောင်းနေကငါတို့တော့ဘော်ဒါကောင်းတယ်စဉ်းစားကြည့်ပြောစရာကောင်းတယ်ရင်တော့ကဘော်ဒါပေါင်းရဲ့မတူညီတဲ့ဘွားနဲ့ပြောက်တယ်တာဝန်ထမ်းဆောင်ရင်ပြောက်ွယ်ချို့တွေကအိမ်အောင်ကြလို့မိဘဆိုတဲ့နေရာကိုရောက်တယ်လူချင်းသာမနီးစပ်ပင်မဲ့မင်းတို့တည်းတွေငါစီရောက်တယ်တချို့တွေမပြောင်းလဲပါချို့ကနိုင်ငံခြားကိုပြေးထွက်ချို့တွေကြောင်းထဲမှာဆရာမကြီးပြခီးဆက်ဝေးကွာတီးအရမ်းမှပြန်လာပေးပါပေါ်တာများတစ်ရက်မင်းတို့တတိတစ်ချက်တော့ရပေးပါဒီကြောင်းတော့ကြီးအတွက်မျက်မြင်အောင်စေပါဘိုးရင်ကဒီနေရာလေးပါ I don't know စခဲ့တဲ့ကြောင်းဝင်ကြီးပါတို့ပါပဲကွာမျက်မြင်အောင်စေပါဘိုးရင်ကဒီနေရာလေးပါလို့ရှိနေခဲ့ပြီးငါတို့စိတ်တွေရင်ခုန်ခြင်းများဟာလဲရင်လိုလက်ဆန်နိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကသက်ကတော့စီမျက်မြင်အောင်စေပါဘိုးရင်ကဒီနေရာလေးမှာ I don't know စခဲ့တဲ့ကြောင်းဝင်ကြီးပါတို့ပါပဲကွာမျက်မြင်အောင်စေပါဘိုးရင်ကဒီနေရာလေးမှာလို့ရှိရင်ဘာလဲရင်ကုန်ခြင်း no စားတည်ခဲ့ရအချိန်တွေဘယ်လိုပဲပြောင်းလဲနေရာတွေဘယ်လိုပဲပြောင်းလဲဒီကြောင်းတွေအဖြစ်ပြက်တွေတိုင်းအောင်ငါတို့ကောင်းနေတယ်မှာအများရှိနေစေပါငါလေးပြန်နေရတော့အချိန်တွေအားလုံးတော့ပြတ်ဆုံးလို့ရတဲ့ကောင်းမယ်ငါလေးပြန်နေရတော့အချိန်တွေအားလုံးတော့ပြတ်ဆုံးလို့ရရင်ရတဲ့ကောင်းမယ်ပြေးနဲ့ပြောင်းလဲလာခဲ့ပြီးငါတို့စိတ်တွေရင်ခုန်ခြင်းများဟာလဲရင်လိုလက်ဆန်နိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကသက်ကတော့စီစဉ်းစားပြီးတွေ့တော့မှကြော်လွန်သွားပြီးချိန်ကာလတော့ဒီချိန်ဒီနေရာမှာငါတို့ဘဝတွေကိုစဖို့တင်ကြခဲ့ငါတို့ပေါ်လုံကောင်းတဲ့ငါတို့ဆရာများကောဆရာတို့ရဲ့တပည့်ကျွန်တော်တတိယပါနဲ့နေတိုင်းတော့ပညာတွေရှာကြတော့ချို့တွေရထားရဖို့တကယ်ဆိုရင်ဒါကတော့ပြောစရာကောင်းတဲ့ချိန်ကာလတော့စိတ်ကူးရဲ့ခါခါပုံချင်တာကသဘာဝပေါ်ပြောင်းနဲ့ကြောက်ချင်ကြိုက်မိတာဒါကတက္ကသိုလ်ထားရတော့စိတ်ကောင်းလိုက်ပြန်ချစ်လိုက်တဲ့ဘော်ဒါတွေနဲ့ပြောစရာကောင်းတယ်အဲ့ဒီတုန်းနဲ့ခုနဲ့ကမတူညီတာပေါ်ရန်တွေနဲ့မပေါင်းပဲသူစင်တဲ့
တဲ့စိတ်ထားနဲ့ကြိုးစားစွာငါတို့ကောင်းနေပေါင်းတယ်ခုတက်ထိမင်းတို့ကောင်းနေကငါတို့တော့ပေါ်တာကောင်းတယ်စဉ်းစားကြည့်ပြောစရာကောင်းတယ်ရင်တော့ကပေါ်တာပေါင်းရဲ့မတူညီတဲ့ဘဝနဲ့တယောက်တည်းတာဝန်ထမ်းဆောင်ရင်ပြောက်ွယ်ချို့တွေကအိမ်အောင်ကြလို့မိဘဆိုတဲ့နေရာကိုရောက်တယ်လူချင်းသာမနီးစပ်ပင်မဲ့မင်းတို့တည်းတွေငါစီရောက်တယ်တချို့တွေမပြောင်းလဲပါချို့လည်းနိုင်ငံကြောက်ကြောက်ရပါဒီကြောင်းတော့ကြည့်ရမြင်ရစေပါဘိုးရင်ကဒီနေရာလေးပါ I don't know စခဲ့တဲ့ကြောင်းဝင်ကြည့်ပါတော့ပါပဲကွာမြင်ရစေပါဘိုးရင်ကဒီနေရာလေးပါလို့ရှိနေတော့ရင်ကုန်ချင်တော့စားပြီးခဲ့ရခဲ့ပြီးငါတို့စိတ်တွေရင်ခုန်ခြင်းများလဲရင်လုံးလက်ဆန်နိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခဲ့စီမလွမ်းမိရဲ့ဒီချိန်စကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမိတစ်ချိန်ကသက်တော်စီရေရောက်စေပါဘိုးရင်ကဒီနေရာလေးမှာငါတို့လုံးစခဲ့တဲ့ကြောင်းပါပဲကွာပြန်နေအောင်စေပါဘိုးရဲ့ဒီနေရာလေးပါရင်ကုန်ခြင်းနိုးစားတည်ခဲ့ရအချိန်တွေဘယ်လိုပဲပြောင်းလဲနေရာတွေဘယ်လိုပဲပြောင်းလဲဒီเจ้าเนี่ยအဖြစ်ပြက်တွေတိုင်းအောင်ငါတို့ကောင်းနေတယ်